မင်္ဂလာပါခင်ဗျာမြမရိုးရလက်ဝဲအမျိုးသမီးရွှေခါပတ်ရှင်လက်ရှိနိုင်ငံတကာစင်မြင့်ထက်မှာကရန်ကြားတစ်မယ်လို့လူသိများတဲ့ဘရိုနီကာနဲ့သူ့ရဲ့ပြိုင်ဘက်ဂျပန်နိုင်ငံရဲ့နာမည်ကြီးကစ်ဘောက်ဆင်ချန်ပီယံကာနာတို့ရဲ့ထိုးသက်ပွဲလေးကိုဘန်ကောက်မြို့လုံမနီကွင်းမှာကျင်းပခဲ့တာဖြစ်ပါတယ်ပွဲမစခင်ကပရိသတ်တွေကြားထဲမှာစိုးရိမ်မှုတွေရှိခဲ့ကြတာအမှန်ပါပဲဘာလို့လဲဆိုတော့ဂျပန်ဖိုက်တာကာနာဆိုတာ K1 ရဲ့ချန်ပီယံဟောင်းဖြစ်တယ်လို့အတွေ့အကြုံရှိတဲ့ကမ္ဘာထိပ်တန်းကစားသမားတစ်ယောက်ပါဒါပေမဲ့ကျွန်တော်တို့ရဲ့မြန်မာဖိုက်တာဘရိုနီကာကတော့ PR တွေကိုလုံးဝဂရုမစိုက်ပဲပွဲစပြီဆိုတာနဲ့ခေါင်းလောင်းတန်တောင်ဆုံးအောင်မဆောင်ပါဘူးဘရိုနီကာတယောက်ရှိကိုတောက်လျှောက်ဖွင့်ထိုးတာကိုတွေ့ရမှာပါကာနာဘက်ကကောင်တာထွက်ဖို့ကြိုးစားတိုင်းဘရိုနီကာရဲ့မြန်ဆန်ပြင်းထန်တဲ့ဘော်ဒီကစ်တွေနဲ့လက်တီချက်တွေကကာနာရဲ့မျက်နှာနဲ့ခန္ဓာကိုယ်စီကိုမရက်မနာပြစ်သွင်းသွားခဲ့တာပါရောင်းဝမ်းကနေဖိုင်နယ်ရောင်းအထိဘရိုနီကာရဲ့တိုက်စစ်အရှိန်ကလုံးဝကြမသွားခဲ့ပါဘူးကာနာကိုမနာတမ်းပင်ဝိုက်လက်တီချက်တွေနဲ့တရက်ဆက်ထိုးနဲ့တိုက်ခိုက်ခဲ့တဲ့မြမကုံဆောင်ဘရိုနီကာပဲဖြစ်ပါတယ်ဘရိုနီကာရဲ့အလှည့်ကျဝင်တဲ့လက်တီချက်တွေကြောင့်ကွင်းလုံးပြည့်အားပေးတန်တွေညံစီသွားခဲ့ရပါတယ်ပွဲအပြီးမှာတော့ဒိုင်၃ယောက်လုံးကတဦးရဲ့မှတ်ပြည့်နဲ့မြမကုံဆောင်ကရန်ကြားတစ်မယ်လေးဘရိုနီကာကိုအနိုင်ပေးခဲ့ပါတယ်ဒီနိုင်ပွဲကရိုးရိုးနိုင်ပွဲမဟုတ်ပါဘူးကမ္ဘာအဆင့်ချန်ပီယံဟောင်းတစ်ယောက်ကိုဒီလိုပညာပြပြီးနိုင်လိုက်တဲ့အတွက်ဝမ်ချန်ပီယံရှေ့ရဲ့ကစ်ဘောက်ဆင်ချန်ပီယံခပ်ပတ်စိန်ခေါ်ခွင့်တွေကိုဘရိုနီကာတစ်ယောက်အားကောင်းမောင်းတန်နဲ့ဝင်ရောက်သွားပြီလို့သုံးသပ်ရမှာဖြစ်ပါတယ်အားလုံးရဲ့အမြင်ကိုလည်းပြောပေးခဲ့ပါဦး